chính như alo mấy mình làm á nên cho nó bà sang đây nha em bữa chiều tuần tâm mua lì về phía bà đấy nó nhiều người nó nên anh làm bim mà rồi năm bữa cho nó đâu Italy City mà rồi lấy về thì đem cho nó con rồi năm bữa về dưới chế về đó mày về chính như người nó cho nó anh làm bim mà rồi cho nó đi sang đây này lì về lì bỏ nó cho nó chết chỉ lại mày về chính như người nó thì lấy gì sang đây làm bim mà rồi sinh trong nhất đi này nhất đi nhiều tuy xí đấy, đặc biệt là tôi đi sinh trong nhất đi nhiều thì cả trong nhà bà lệ rồi cho anh nguyên chỉ sang trong phía đấy chỉ như vậy nó, đặc biệt sáng nay là đi ăn thì bim nhà mà cũng chỉ anh nguyên mới xong đi, nào xong anh nguyên nó bớt sẽ lên nine thà đấy, đặc biệt thì ta sẽ dùng năng lý à lệ, nào xong lý về mà rồi mới xong cái về nó bớt nine thà đấy chỉ như vậy, nó, đặc biệt lý à lệ cũng chỉ mà con xong bông sang này chỉ xong bên cũng bên sang ná đấy, bên sang thà đấy vậy chỉ như vậy, đặc biệt lý ở sáng nay thì tôi nói xong thì mà bây giờ mà rồi tôi xong chọc với mà rồi lại lý ở đầu với xong thà đấy, nó, thà mới cho nó chết chi mày, sáng nay cho với mu, nó đi sáng nay lấy gì cho với mà rồi level nó sẽ ra bỏ nó, level đề level xí đấy, thà mới chỉ nó sẽ lên này biểu lên xí này rồi đó, nó lấy gì mà nó long sorry level nó long level nó sẽ ra phiền này, như vậy, thà mới cho nóဒီဆန္ဒလန်းကိုပဲပတ်ကန်ထားတယ်လိကိုပဲရွေးချယ်ထားတယ်ပေါ်ဒီပေါ့နော်ကျွန်တော်ဒီဆန္ဒလန်းကိုတစ်ချက်ကြည့်မယ်ဗျဆန္ဒလန်းဒီနောက်ဆုံးကန်လာတဲ့၄ဘဲမှာဆိုရင်လည်းတပွဲနိုင်တပွဲရှုံနှစ်ပွဲတည်ရကြထားတယ်ဒါပေမဲ့လိမှာဆိုရင်လည်းလိကဒီ၄ဘဲမှာဆိုရင်လည်းနှစ်ပွဲနိုင်နှစ်ပွဲတည်ရညီကိုတွေဒါပေမဲ့ခုနပြောသလိုဆန္ဒလန်းက level 20စားဆိုရဲဂျေရန်လေးကကျွန်တော်ကတော့ပြော့တယ်လို့ခံစားမိတယ်အများစုကတော့ဒီဆန္ဒလန်းကိုပဲကြိုက်ကြလိမ့်မယ်ကျွန်တော်ကတော့လီကိုပဲရွေးချယ်လိုက်ပါတယ်ချင်းကြီးကိုနော်ကျွန်တော်လီကိုပဲ body ရွေးချယ်လိုက်တယ်နော်ကျွန်တော်ဒီနောက်တစ်ပွဲ series Italy series မှာဆိုကျွန်တော် AC Milan အစောပဲပေါ့နော်အစောပဲကျွန်တော်ဗီဒီယိုနာနဲ့ကျွန်တော်ဒီနောက်ဆုံး AC Milan ကြည့်မယ်ဗျာနော်နောက်ဆုံးဒီနှစ်ပွဲဆက်ခြေချော်ထားတဲ့နှစ်ပွဲမှာဒီနှစ်ကိုပြန်မေးခဲ့ရတယ် AC Milan ဒါပေမဲ့ဒုတိယနေရာဆင်းပေးလဲရတယ်အမေအခုနာပိုလီရဲ့အင်တာမီလန် AC မီလန်ရဲ့အမတ်တွေအတူတူဒီဘက်မှာဘယ်လိုပဲပဲ AC ကတော့အမားခံလို့မရအောင်ချင်းကြီးကိုလေနော်အင်္ဂွင်းမှာဆိုလဲ AC မီလန်အင်္ဂွင်းမှာဆိုလဲအသင်းငယ်တွေကိုဂိုးပြန်ပေးရတယ်အမေဒီတက်ဆင်းစုံနာကရုံးထွက်နေတဲ့ဒီဗီဒီယိုနာလည်းနိုင်ပွဲဆက်ထားတယ်ချင်းကြီးကိုနောက်ဆုံးဒီ CA 10ပွဲမှာလဲ9ပွဲကဒီနှစ်ဖက်3ဂိုးတွေက3ဂိုးအထက်မှာရှိတယ်ချင်းကြီးကိုလေနော်ကျွန်တော်ကဲAC Milan ရဲ့ကြော်ပေးမှုလေးကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ AC Milan လက်ရှိ body မှာဆိုရင်တစ်လုံး90ရှုံးကြော်ပေးထားသလိုကျွန်တော်တို့ဒီဂိုးဘော်ကြော်ပေးထားဆိုရင်လည်းနှလုံး90ရှုံးပေးထားတယ်။ဒါပေမဲ့ကျွန်တော်ဂိုးဘော်ပဲရွေးချယ်မယ်ဗျာချင်းကြီးကိုလေ။ဒါပေမဲ့ AC Milan ဘယ်လိုပဲဖြစ်ဖြစ်အမှားခံလို့မရဘူး။ဒါပေမဲ့ကြတော့သူ့ရဲ့လက်ရှိကြော်ပေးမှာမနေ့ကဘာလဲဆိုတော့မနေ့ကဂျူဘင်2စီးနဲ့နိုင်သွားတယ်။ဂျူဗင်တူးစီနဲ့နိုင်တဲ့အတွက်ကြောင့်မလို့ဒီအစောပွဲကတော့ကျွန်တော်ရဲ့ formula ဆိုရင်တော့ကျွန်တော်ကတော့ဗီဒီယိုနာကိုဂိုးပေါ်နဲ့ဗီဒီယိုနာကိုပဲရွေးချယ်ခြင်းနဲ့ညီကိုတွေနော်အကြိုက်တူမှာလည်းကစားပါအကြမ်းတွင်လည်းဘက်ကနေမားတွေပဲချင်းညီကိုတွေနော်ကျွန်တော်ကတော့ဒီနီးစပ်ဆုံးကိုပဲကျွန်တော်သုံးသပ်ပေးတာပါဖြစ်နိုင်ခြေအများဆုံးကိုပဲကျွန်တော်တို့သုံးသပ်ပေးတာပါပဲချင်းညီကိုတွေနော်ကျွန်တော်ရဲ့ဒီ YouTube မှာဆိုရင်လည်း comment တွေမှာကျွန်တော်ရဲ့ Telegram feature နဲ့အကုန်ချပေးထားပါတယ်ဗျနော်ဒါကြောင့်အပေးလို့ရပါတယ်ချင်းကြီးကိုနော်အားလုံးကြမ်းမှချမ်းသာပါစေလို့ကျွန်တော်ကိုဆိုးစပေါ် channel ရစုမကောင်းတောင်းပေးလိုက်ပါတယ်ဗျနော်